皆さん、こんにちは。私はミレイ先生チャンネルのミレイです。今日は安西新幹線読解の問題26を教えていきます。じゃあ、始めましょう。問題26。下は薬の入った袋である。右のページの質問に答えなさい。答えは1、2、3、4から最も良いものを1つ選びなさい。အောက်မှာကတော့ဆေးတွေထည့်ထားတဲ့အိတ်ပဲဖြစ်ပါတယ်။ညာဘက်မှာပေးရတဲ့စာရွက်ကမိခွန်းတွေကိုဖြည့်ပေးပါ။အဖြေကတော့1 2 3 4တွေကနေမှအသင့်တော်ဆုံးတစ်ခုကိုရွေးပေးပါ။နိုင်ရောရခုဆိုတာကဆေးညွှန်းစာရွက်ဆေးအိတ်မှာသူကဒီနော်မူခုစရီဆိုပြီးတော့မချွေးအချီကိုကြည့်လိုက်မယ်။နိုင်ရောရခုနော်မူခုစရီတောက်ကမဲ့ဆေးတွေနော်အိမ်မှာစံခိုးနေအညွှန်းအနေနဲ့စံခိုးအနေနဲ့ကတော့ဒီဟာဂိုင်းရောရခုဒါကဟီဖူနီစကေရူခုစရီဂိုင်းရောရဖူဆိုတာဟီဖူနီစကေရူခုစရီဆိုတာဒီအသားရည်ဟီဖူဆိုတာ skin မှာ skin အရေးပြားမှာပေါ့နော်အရေးပြားမှာလင်းရမယ်ဆေးအဲ့ဒါကိုဂိုင်းရောရခုလို့ခေါ်တယ်ပြီးခါကျရင်နူရူခုစရီလင်းရမယ်ဆေးအဲ့လိုမျိုးပေါ့နော်ရှိတယ်Okay အဲ့တော့တရားဆေးညွှန်းကိုရေးရတယ်ပေါ့ဆေးညွှန်းရေးရတယ်ဒီမှာဒါလူနာနာမည်ပေါ့ပြီးရခါဒါနာနာမည်တနခါမာဒီယာဆာမပြီးရခါကျရင်ပင်ခုနောဂျောဆိုင်ဆိုတာပန်းရောင်ဆေးလုံးဆေးလုံးလေးအဲ့ဆေးလုံးလေးပင်ခုနောဂျောဆိုင်ဆိုတာဆေးလုံးလေးကိုဆေးပြားလေးကိုခေါ်တာတက်ပလက်ပေါ့နော်တက်ပလက်ကိုပြောတာဆေးပြားလေးတစ်ပြားပေါ့အဲ့လိုပြောချင်တာပြီနော်အဲ့ဒီဆေးကကြတော့ဒီရက်တောက်ရမယ်ဆိုဝိုင်းလေးချစ်ထားတယ်နော်အပေါ်ကကြတော့တလုံးအခိုင်နီကျော်တစ်ချိန်မှာနှလုံးတောက်ရမယ်ဟုတ်ပြီနော်အမဟိုကချူအီနီကိုတော့ကြည့်ရအောင်ချူအီနီမှာတော့ရစားခိုနာကုချရီနော့ဘာခေါ်လဲခါဇိုရဲခတ်တာခိုနာကုချရီနော့ခါဇိုရဲခတ်တာဆိုတော့အမှုံပေါ့နော်အမှုံဆေးတွေဆိုရင်အမှုံဆေးတွေကိုရေတွက်ရေတွက်နီကိုအမှုံဆေးတွေဆိုလို့ဆိုရင်တစ်ဖုံနှစ်ဖုံပြောသလိုမျိုးပေါ့နော်သူတို့လည်းအဲ့လိုမျိုးဟိုနဲ့ပြောတယ်ပေါ့နော်ဒါဒီမှာကျတော့ပင်ခုဂျောဆိုင်ဖြစ်တဲ့ကြောင့်မို့နိဂျောနဲ့ပဲနိဂျောသူဝိုက်ပြတာတယ်နိဂျောနဲ့သုံးမယ်ဇူပေါ့နော်တစ်ချိန်ကိုဗလဲစီလုံးနှလုံးစီတောင်းမယ်တစ်နေ့ကို2ကြိမ်နော်တစ်ခါကိုနှလုံးစီတောက်ပြီးတော့အချီနီချီနိကိုက်တစ်နေ့ကို2ကြိမ်ဒါတော့ထားပြီးအောက်ကနေမှဘယ်ချိန်တောက်ကမယ်ဘာဆိုတာသူဝိုက်ထားတယ်ပေါ့နော်နောက်တစ်ခါကျတော့သူရှီရိုနောသူကပ်ဆဲရူရှီရိုနောကပ်ဆဲရူဆိုတာကပ်ဆူကိုပြောတာဒီလိုမျိုးလေးဟိုမြန်မာနိုင်ငံမှာဆိုရင်ဆေးအတောက်လေးလေတစ်ဖက်ကအနီရောင်ဆိုတစ်ဖက်ကအဖြူရောင်အဲ့လိုဆေးလေးလေအထဲမှာအဲ့ဒီဆေးလေးကိုဖွင့်လိုက်လို့ဆိုရင်အထဲမှာအမှုန်လေးတွေထွက်လာတယ်အဲ့လိုဆေးမျိုးကပ်ဆူဆေးမျိုးကိုခေါ်တာအဲ့တော့အဖြူရောင်ကပ်ဆဲရူကကြတော့တဲ့ကပ်ဆဲရူကိုကြတော့တစ်ချိန်မှာတစ်လုံးနော်တစ်ချိန်မှာတစ်လုံးစွတ်တောက်ပြီးတော့တစ်နေ့ကို3ချိန်တောက်ကပါမယ်တဲ့နော်အဲ့လောက်တော့အကြမ်းမြင်ဖတ်ထားလိုက်ဖတ်ပြီးမိကုန်းတပိကြတယ်ဒီမှာပုံလေးမှာဘေဘကဟာကကပုစဲညာဘကဟာကဂျောဆိုင်နော်ဘေဘကဟာကကပုစဲရညာဘကဟာကဂျောဆိုင်အဲ့လိုခေါ်ပါတယ်โอเคမောတိုအီချီပင်ခုနောဂျောဆိုင်တို့ရှီရိုနောကပုစဲရနောနိုမီခတာတဲ့ထရရှိမနိုဝါတိုရီကာတဲ့ဘယ်လိုတောက်ရမလဲတဲ့အမှန်ကပါလေတဲ့ဟုတ်ပြီအဲ့ကြလို့ဆိုရင်ဒီမာတွေကဘယ်လဲမိကုန်းအကုန်လုံးကိုဖတ်တတ်တာရှိရမဖတ်တတ်တာရှိရခန်းကြီးရှိရလေအဲ့ကြရင်အကုန်လုံးကြီးသွားပြီးအချိန်ပေးပြီးဖတ်မနေနဲ့ဟိုမျက်လုံးနဲ့အမြင်ခန်းကြီးတူတာတိုက်ရင်တိုက်မယ်နော်အဲ့လိုမျိုးဟိုမိကုန်းကဒီအပိုင်းနဲ့ဒီမှာသူဝိုက်ထားတယ်ဆိုတဲ့အပိုင်းနဲ့အောက်ကဟာနဲ့ကြိုက်တဲ့ဟာမျိုးလေးတော့ကြည့်မယ်အရင်ဆုံးတစ်ကိုတော့ကြည့်မယ်သူကဗလဲဆေးနှမျိုးလုံးကိုတောက်ကမဲ့ပုံစံအမှန်ကိုသူရွေးခိုင်းတယ်အဲ့တော့အဲ့မှာဆိုရင်ဒါအခုတော့ခန်းကြီးတီအောင်ဖတ်ပြလိုက်မယ်နော်တကယ်ဆောင်းမွေးထဲမှာဖတ်လို့မရတဲ့ခန်းကြီးတွေကိုအတန်တော့ကိုအရန်မစင်စားအနေနဲ့တော့ဒီဟာမနက်ခင်းခန်းကြီးနဲ့ဒါဆိုရင်စားတဲ့ခန်းကြီးနဲ့နှစ်ခုတွေ့တယ်အဲ့ဆိုရင်ဒါမနက်စာပဲ
အတန်တွက်တွေကိုဒုကိုက်မှာအတန်တွက်တွေဖက်ပြနေစရာမလိုတဲ့ကြောင့်မလို့ပေါ့နော်ဒါဆောင်းမွေးအောင်တဲ့နီးပေါ့အဲဆိုရင်အချီပန်ကြတော့အခုတော့အချီပန်အခုတော့အတန်တွက်လေးတီအောင်ဖက်ပြမယ်နော်အချီပန်ချောရှော့ခုချူရှော့ခုယူရှော့ခု食べた後それぞれ一錠ずつ飲むနော်အဲ့တော့မနက်စာနေ့လယ်စာညစာစားပြီးရဲ့နောက်မှာတနေ့ကိုဗာလဲဆိုတခုပင်ခုကြောဆိုင်ကိုရှိတော့ကပူဆဲတို့ကြောဆိုင်ကိုတစ်လုံးစီတောက်မယ်တဲ့တကြည့်လိုက်မယ်နော်ဒီမှာမနက်နေ့ညနော်အဲ့တော့ဒီပင်ခုကြောဆိုင်ကြတော့မနက်စာရဲ့နေ့လယ်စာမပါဘူးနော်ညစာစားပြီးတော့နောက်မှာရှော့ခုကောဆိုတာစားပြီးတဲ့နောက်မှာအဲ့လိုနော်မနက်နေ့ညနေရူမနောက်ဆုံးကြတာနေရူမရဲ့မအိတ်ခင်လိနော်အဲ့ဒါမှရှော့ခုဇန်ဆိုတာမစားခင်လားရှော့ကန်ဆိုတာစားနေနေလားဒါမှမဟုတ်ရင်ရှော့ခုကောစားပြီးလားရှော့ခုကောကိုဝိုက်တာကြရှော့ခုကောတော့မှန်ပြီဒါပေမဲ့ပင်ခုဂျောဆိုင်ကမနက်နေ့ည3ခုလုံးတောက်ဆရာမလို့မနက်နေ့ညပဲတောက်မှာဖြစ်တဲ့ကြောင့်မို့အဲ့ဒီမှာမှားသွားပြီနံပါတ်1ကဟုတ်ပြီနံပါတ်2ချောရှော့ခုချူရှော့ခုယူရှော့ခု食べた後それぞれ2錠ずつ飲むနော်ဒါဆိုလေဒါလည်းမှားရလေပင်ခုနော်ဂျောဆိုင်ကပင်ခုနော်ပန်းရောင်ဂျောဆိုင်နော်ပန်းရောင်ဂျောဆိုင်နှစ်ခုလုံးတော့ပြောရလေပန်းရောင်ဂျောဆိုင်ကနီးလေတောက်ဆရာမလို့ဟုတ်တော့ဟုတ်နီးလေတောက်ဆရာမလို့တဲ့ကြောင့်မို့ဒါနိဗ္ဗာန်လဲမှားသွားပြီအဲ့တော့ဆန်ပန်ပင်ခုနော်ဂျောဆိုင်ကချောရှော့ခုအတိုယူရှော့ခုအတိုနီဂျော白のカプセルは朝食あと夕食あと朝食あと昼食あと夕食あと夕食後ごめんなさいピンクの錠剤は朝食後夕食後に2錠白のカプセルは朝食後昼食後夕食後に3錠飲むအဲ့တော့နှလုံးနဲ့3လုံးတောက်အောင်အဲ့တော့ဒီမှာမနက်နဲ့ညနေကိုဒီပင်ခုနော်ဂျောဆိုင်ကမနက်တစ်လုံးညနေတစ်လုံးနော်အဖြူရောင်ကပစဲရူကကြတော့မနက်နေ့ညတစ်လုံးစီတောက်ရမှာအဲ့တော့ကိုက်ညီတာကိုကြည့်လိုက်ခါကျရင်ခုနပြောရတဲ့ဟာကပင်ခုနော်ဂျောဆိုင်ကကြတော့တဲ့မနက်စားပြီးညစားပြီးညစားပြီးနှလုံးတောက်ရမယ်ရှီရိုနဲ့ကပစဲရူကမနက်နေ့ညပြီးတဲ့ခါကျရင်မနက်တစ်လုံးနေ့လယ်တစ်လုံးညနေတစ်လုံးဆိုတော့3လုံးတောက်ရပါမယ်တဲ့ဒါပေမဲ့ပြန်ကြည့်ရင်ပင်ခုနော့ဂျောဆိုင်မှာတစ်ချိန်တောက်ရင်2လုံးလို့ရေးထားတယ်ဟုတ်တယ်နော်တစ်ချိန်တောက်လို့ဆိုရင်ဒီအဆာကောဟန်မနက်စာစားပြီးတဲ့ခါကျရင်တောက်ရမှာဆေး2လုံးညနေစာတောက်ပြီးရင်တောက်ရမှာပင်ခုနော့ဂျောဆိုင်ဆိုရင်2လုံးတောက်ရမှာဟုတ်တယ်နော်အဲ့တော့ငါတို့ကခုနအတိုင်းဆိုရင်ဒါနည်းနည်းလေးမှားနေရရှိတော့နော်ပန်းရောင်ကြောဆိုင်ကတဲ့မနက်စာစားပြီးညနေစာစားပြီးမှာတဲ့အေးပေါ့နီဂျောအဲ့တော့မနက်စာစားပြီးပဲဖြစ်ဖြစ်အဲ့ dash လေးခံတာအဲ့အဆက်ကလေးဆိုတာလေမြန်မာခေါ်နေဆိုရင်အော်ပြောတာတော့မဟုတ်ပေါ့နော်အဲ့လိုပြောချင်တာအဲ့အဆက်လေးဆိုရင်ဒီလိုအင်္ဂလိပ်လိုမျိုးဆိုရင်ဒီလိုမြင်းဆောင်လေးခံလိုက်တယ်လို့ပဲအဲ့ဒါကိုတို့ဂျပန်တွေကအဲ့လိုသုံးတယ်အဲ့တော့မနက်စာစားပြီးဖြစ်ဒါမှမဟုတ်ရင်ညနေစာစားပြီးဖြစ်နော်နှလုံးစုစီတောက်ကမယ်အဲ့လိုပြောချင်တာနှလုံးစီတောက်ရမယ်ပေါ့နော်အဲ့တော့ဒါမှန်တယ်ပြီးရင်အဖြူရောင်ဆေးတောက်ကကြတော့မနက်ကိုနနက်စာစားပြီးဒါမှမဟုတ်နေ့လယ်စာစားပြီးညစာစားပြီး3လုံးစီတောက်ကမယ်အဲ့တော့သူကရှီရိုနိုကပူဆေရူကမှားသွားပြီသူကတစ်နှက်ကိုတစ်လုံးစီပဲတောက်ကမှာနော်အဲ့တော့မှားသွားပြီနောက်ဆုံးယွန်ပန်ပင်ကူနိုဂျောဆိုင်ဝချောရှော့ကူအတူယူရှော့ကူအတူနီဂျောရှီရိုနိုဂျောဆိုင်ဝချောရှော့ကူကယူရှော့ကူကနီဂျောシロのカプセルは朝食後夕食昼食後夕食後に1錠飲むအဲ့ဒါကအဖြေမှန်ဖြစ်သွားပြီเนาะမနက်ပင်ခုနောဒီဒီ tablet လေးကကြတော့မနက်စာစားပြီးရဲ့နောက်ညစာစားပြီးရဲ့နောက်မှာနှလုံးစီတောက်ကမယ်အဖြူရောင်ဒီ
အဖြူရောင်ဒီကပ်ဘောနော်အဖြူရောင်ဒီကပ်ဆူးလေးကကြတော့မနက်နေ့ညစားပြီးညစာရေးစားပြီးတိုင်းမှာတစ်လုံးတောက်အောင်မယ်ဆိုတော့အဖြေမှန်ကယွန်ပန်အဲ့တော့တိုင်းနီမာရီယာဆန်ဝါချိုးရှကိုအတိုခူဇရီယိုနွန်ဒါ次にいつどんなくずりを飲めばよいかမင်းနော်မနက်စာစားပြီးရှော့ခုတ်ကူကိုမနက်စာစားပြီးတဲ့အချိန်မှာသူကဆေးတောက်လိုက်တယ်မနက်ဆေးကိုတောက်လိုက်တယ်ပေါ့ပြောချင်တယ်ကသူမနက်တာဝန်ဆိုင်တောက်လို့ပြီးသွားပြီအဲ့တော့ပြီးသွားတဲ့အခါမှာတဲ့နောက်ထပ်ဘဲလိုဆေးမျိုးကိုဘဲအချိန်မှာထပ်တောက်ရမယ်တဲ့မလဲတဲ့နော်โอเคဒီမှာပြန်ကြည့်လိုက်ရင်နေ့လေပေါ့နော်မနက်ပြီးနေ့လေလာမှာလေအဲ့တော့နေ့လေမှာပင်းခုနော်ဂျော်ဆိုင်မှာနေ့လေကိုမဝိုင်းတော့အဲ့တော့ဇန်ခံခဲ့နိုင်ဟုတ်ပြီနော်အဲ့တော့ရှီရိုနော်သူကပစဲရူမှာဟီရိုကိုဝိုင်းလာတယ်နော်နေ့လေစာစားပြီးရဲ့နောက်မှာဒီရှီရိုနော်ကပစဲရူကိုအီချီဂျောတောက်ရမယ်ဝင်တော့တစ်ချိန်မှတစ်ချိန်တောက်မယ်ဆိုတော့ तू ကဒီမနက်စာစားပြီးမနက်စာဆေးတောက်ပြီးရဖြစ်ကြောင့်မို့နောက်ထပ်တစ်ခေါက်မှာနေ့လေစာစားပြီးတဲ့အချိန်မှာဒီအဖြူရောင်ကပ်ဆူးလေးကိုတစ်လုံးတောက်ရမယ်အဲသူလောမဲ့တာပဲโอเคအဲ့ဒါကိုအဖြေမှရှိလာတဲ့ရှာမယ်一番錠剤とかぶせるを昼食後に飲む錠剤ရောကပ်ဆဲရူရောနှလုံးဆေးတောက်ကောဆေးပြားကိုနေ့လေစာစားပြင်တောက်မှမှန်လားမဟုတ်ဘူးလေနော်အဲ့တော့မားတယ်နိဗ္ဗာန်錠剤を昼食後に飲む錠剤ဆိုတာကပ်ဆူဆေးပြားပေါ့နော်ဆေးပြားကိုနေ့လေစာစားပြီးတဲ့ချိန်မှာတောက်ကမယ်တဲ့အဲ့ဒါလည်းမဟုတ်ဘူးလीနော်တောက်မှာကပ်ဆဲရူကိုတောက်အောင်မှာစံပန်ကပ်ဆဲရူကိုချောရှောချူရှော့ခုကောနီနော်မအဲ့ဒါအဖြေမှန်စီကပ်ဆူးလေးကိုကြတော့နီးလေစာစားပြီးနောက်မှာတောက်ကမယ်ဆိုတာအဖြေမှန်ယွန်မန်ဂျောဆိုင်တို့ကပ်ဆဲတူကိုယူရှော့ခုကောနီနော်နော်အဲ့ဒါတော့လုံးဖြစ်နိုင်တော့ဘူးညနေနဲ့ပတ်သက်ပြီးမနက်ကနေနီးလေစေးမတောက်ပဲနဲ့ညနေကိုကြော်လို့မရအဲ့တော့အဲ့ဒါလည်းလုံးဝမှားရတဲ့ကြောင့်မို့ခုတာရဲ့ဝဆမ်ဘန်ဒက်はいありがとうございました。